ကဲအားလုံးပဲမင်္ဂလာပါမအိတ်ခင်မှာအမလိုမျိုးပညာမပြည့်စုံမိသားစုအခြေအနေဘဝမပြည့်စုံတဲ့အခက်အခဲမျိုးစုံနဲ့လက်ရှိမှာကြုံတိုက်နေရတဲ့မောင်လေးညီမလေးမြောက်ရည်ရွယ်ပါတယ်နော်ခွန်အားရှိစီမစကားလေးတွေမှာပြောပြပါမယ်လောလောဆယ်ဒီကအမရဲ့ကိုရောင်းတဲ့ပစ္စည်းမဟုတ်ဘဲနဲ့သူများပစ္စည်းလေးတွေနဲ့ပေါ့နော်ရောင်းလို့ရတဲ့အမြက်ကလေးတွေကိုအမအဲ့ကလေးတွေနဲ့စုထားတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အမကသုံးတယ်ဒါပေမဲ့မဖြုံးဘူးသုံးတဲ့နေရာမှာသုံးတယ်သူ့နေရာနဲ့သူအဲ့လိုနှက်ချီးကြပြီးကုတ်စည်းနေနေတဲ့ထင်မှာတော့မပါဘူးသူ့နေရာလေးနဲ့သူသုံးတယ်ပေါ့နော်အဲ့တော့မောင်ငယ်ညီမလေးတို့ကိုအခုချိန်မှာကိုလုံးနေရတဲ့အလုပ်ကသူများအိမ်စီပဲဖြစ်ဖြစ်သူများရဲ့အလုပ်သမားပဲဖြစ်ဖြစ်ဒါပေမဲ့တစ်ချိန်ကျရင်ငါပိုင်မဖြစ်လာပါဘူးလို့မပြောနိုင်ဘူးနော်အမဆိုရင်လေအမဆိုရင်သူများခလေးထိန်သူများအိမ်ပေါ်သူများအဝတ်လျှော်နော်အများကြီးလုပ်ခဲ့ရတာနော်ဒါဘဝဘေးအခြေအနေပေါ့နော်ဒါပေမဲ့အမတစ်ချက်မှအမကိုအမလေမသိငယ်ခဲ့ဘူးအမအမြဲတမ်းလေတထေးစိတ်နဲ့အလုပ်လုပ်တဲ့သူဘတော့မှကြုံစိတ်နဲ့မလုပ်ဘူးတထေးစိတ်ဆိုတာတထေးထမင်းပကံမှာထိုင်စားတဲ့ပုံစံဥပမာပြောတာမဟုတ်ဘဲနဲ့သူ့ပစ္စည်းကငါပစ္စည်းလေးလိုပဲဆိုတဲ့စိတ်ပေါ့နော်ဘတော့မှကြုံစိတ်ဆိုတာကသွားအပစ္စည်းမှသူ့ပစ္စည်းဖြစ်တာအဲ့ဒါကြုံစိတ်လို့ခေါ်တယ်အဲ့ဒီကြုံစိတ်တွေကဘတော့မှမတိုးတက်ဘူးနော်အဲ့တော့နောက်တစ်ခုကဘသူပဲတင်ပြနော်နာခံမှုနောက်ပြီးတော့လေ့လာမှုနော်ဆက်စုအားကောင်းပါပဲဆက်စုအားဆိုတာဘာလို့လဲဆိုတော့တမြောက်ချင်တဲ့အရာတွေကိုဘလောက်ပဲမတင်ပြဘလောက်ပဲမပြချင်လို့တချို့ကဘလို့ပဲညိုညင်အဲ့ဒီညိုညင်မှုအားကိုတွန်းလှန်ပြီးတော့ကိုကရအောင်ဆက်စုတင်ယူလေ့လာရပါမယ်နော်ကိုသိချင်တဲ့အရာလေးတွေကိုပေါ့နော်ကိုပညာလိုချင်မှတော့အောက်ကျရမှာပဲကိုသိချင်တဲ့အရာရှိရင်တော့အောက်ကျရမှာပဲအောက်ကျမှုနာခံမှုတင်ယူလေ့လာခြင်းအားကောင်းတဲ့သူကတစ်ချိန်မှနော်လုံးဝနော်ပိုင်ရှင်ကောင်းနော်တထေးကောင်းဖြစ်လာလိမ့်မယ်เนาะအမဒါလေးကိုပြောချင်တယ်။ဘာကြောင့်လဲဆိုအဲ့လိုလူမျိုးဖြစ်လာခဲ့ရင်လည်းအောက်ကိုတော်တော်နဲ့ပြန်မကြတော့ဘူး။ပြီးတော့အဓိကအောက်ခြေတက်ဖို့လိုတယ်ပေါ့နော်။အောက်ခြေကနေပြီးတော့နောချေနေဖို့လိုတယ်။အခုအမအိမ်မှာဆိုရင်အမဘာပဲလုပ်လို့အမအိမ်နာစေးတာအမအစအမကိုလုံးဝနော်သူတို့ဟိုဖြစ်လို့မရအိမ်ရဝန်ထမ်းလေးဆိုအိမ်နာစေးတဲ့နေရာအစဥမာသူတို့မိန်းကလေးအသုံးဆောင်လို့တာအမကအကုန်လုံးဓာတ်တွေကိုသူများအလုပ်မှလည်းအမကလုတ်ခိုင်းရတာဖြစ်တဲ့အတွက်နော်ဘဝဘောနော်ဒီလိုပဲအရွယ်စဉ်လိုက်ဖြတ်တန်းလာရတဲ့အတွေ့အကြုံတွေနဲ့အမကလုံးဝတမန်ကရှန်ကမလုပ်ဘယ်အလုပ်ကလေးပဲလုပ်လို့အမစိတ်ထဲလုပ်တယ်နော်စိတ်စွမ်းအားပေါ့နော်အမသူများပိုင်ရှင်နေနဲ့လုပ်ရတဲ့ချင်းချင်းငါလည်းအဲ့လိုပိုင်ရှင်ဖြစ်ချင်းလိုက်တာစိတ်ကူးတွေရှင်တယ်စိတ်ကူးရင်ပေမဲ့စိတ်ကူးရင်တို့များအဲ့စိတ်ကူးကိုအကောင့်ထဲပေါ်နိုင်ရမယ်เนาะအဲ့တော့အဓိကဒီခေတ်မှာဖုန်းနေလဲပေါ်တယ် line ဒီမှာကြည့်မယ်ဆိုရင်တင်ယူခြင်းနဲ့သူတင်ယူလွတ်လာခြင်းနဲ့သူပြီးရင်စန်တဝါနဲ့ဟိုဘာမလုံရတဲ့ပုံစံမျိုးနဲ့စိတ်ကမတွန်းတော့လှုပ်ကြည့်လိုက်လှုပ်ချပလိုက်မကြောက်နဲ့เนาะမကြောက်နဲ့အစိုးနဲ့အကောင်နှစ်ခုပဲရှိမယ်မောင်ငယ်ညီမလေးတွေเนาะအစိုးလာခဲ့ရင်လည်းအတွေ့အကြုံရတယ်အကောင်လာခဲ့ရင်လည်းရှေ့ဆက်ကြိုးစားဖို့အားရနေဖြစ်တယ်အဲ့ဒါလေးအမအကုန်အပေးချင်တာပါเนาะ